ရများကွယ်ဒီနေ့ရောဖုန်းလာတာတောင်မင်းရဲ့နံပါတ်ပြောင်းကွယ်ဒုတိယချက်မင်းကငါဆိုစိတ်ရှင်ရမယ်ဘာညမလာနဲ့မိတ်ကလေးပဲချောတော့ကြိုက်တယ်စိတ်ကောင်းလိုက်မယ်ဒါတဘာဝပဲတတိယမြောက်တိကချမ်းများမိပါတဲ့နေဖို့ချင်မလားနောက်ချမအသိခောက်ခတ်အိုပြောရခတ်အောင်နေလုံးမလားငါဘဝနဲ့နေဘဝတစ်ဖက်အတူပေါင်းရန်တွေ့ရှိပါသစ္စာတရားငါဘက်ကဘဝနဲ့ချက်ခါလောင်းရန်တွေ့ရှိပါတတ်တင်များတကယ်ဖြစ်ကိုလုံးလုံးပေးနေမေးကြပြီလားငါမင်းမကြည့်စကားအလုံးသားနဲ့ဖြေလားအုံနောက်နဲ့ဖြေမလားကြောင်ရင်လည်းအမြဲပြောပါပဲလားဟာမေးကွာငါမကြိုက်တဲ့နေရဲ့ဒီစရိုက်ညာမပြင်ဘူးလားတော့ဘာချက်ပြောချင်ပါတယ်ပေါင်းစင်းနဲ့ရှောင်းလဲတာလေငါမကြိုက်တဲ့တဲ့ကတခုပါနေတိတ်ကွာစပြောမဲ့ပြစမချက်ကိုနေငါရဲ့ဆိုကြိုက်တဲ့အတွက်ကိုငါနှလုံးသားငါရဲ့ဘက်ကိုအနာတော့ဖတ်ဖို့ပေါင်းလိုက်တဲ့မပေါ်ဒီပြူကငါဘက်ကလို့ပြောတဲ့အတွက်ကိုစိတ်တော့မလျှော့သေးလို့သာနာကစဉ်းစားပေးမိကိုသင်ဘက်ကလိုက်နာခဲ့မယ်ဆိုနံပါတ်1နံပါတ်2နံပါတ်3အချက်တစ်နေ့ကုန်လုံးမင်းမပြောချစ်သူစီကိုဖုန်းမဆက်အပြောင်းမပြတ်ပါစားကြောက်ရုပ်လို့ကွန်ပျူတာကိုတော့မပြတ်ရုပ်မထွက်တီတည်းရကချက်ချက်ဆိုတဲ့ကတော့အတွက်စကားအဖို့မပြောဖာတိဖာကနေတစ်ခုပဲငါကတည်းကခက်အနေရကဝပါကမြူးတယ်ကြည့်တဲ့ကိစ္စမဟုတ်စိတ်ကောက်ချင်းကဘာမှမတူတဲ့ပြဿနာကိုမင်းတို့ရှာနေတယ်ညမို့လို့ငါကယူတယ်အချောင်းမဖြစ်တဲ့တောင်ကိုပဲတဲ့နိုင်မလဲကျေတနာတဲ့ကောင်ကမတတ်သူကအနိုင်ပဲကွယ်ငါစိတ်ကောက်နေရကသူပြစိတ်ဆုံးတော့တာနဲ့ပဲရန်ဖြစ်ချင်တော့ဘူးဆိုပြီးတော့ပြေးလဲတော့တာမြဲပဲအချိန်နဲ့ကောင်လာလိုက်တာ3နှစ်ကျော်တဲ့အထိပေါ့ရုံးမတော့သူ့ရဲ့ခုကြောက်နိုင်တဲ့အပြောအလုံးမချတဲ့ကောင်စိတ်ကောက်နေချင်ကနေပြီးတော့အဆင်ပြေသွားပြန်အဆင်ပြေသွားပြန်ရော